ယထာအမြဲတမ်းနောက်ကျသူနာယီအိုကြီးတို့အမြဲတမ်းနောက်ကျနေသူနာယီအိုကြီးကိုတင်ဆောင်ကယထာထွက်ခဲ့ပြီကုန်းမောင်ခေပူတာကိုထားခဲ့အထီးကျန်ရဲတိုက်ကိုထားခဲ့ချီမြင်နဲ့ရက်ထားတဲ့အမရပူရမျိုးကိုထားခဲ့လေတွေနဲ့အိမ်အောင်ရက်သားကြသူတောင်တမန်အင်းကိုထားခဲ့တားပြက်ကြသူတပြေတန်းကိုထားခဲ့စစ်ပင်ကြီးကမီတရားဖြစ်နေတာကိုထားခဲ့ယထာလာခဲ့ပြီလောကီကြောင်သမားယထာလီယထာသွားမှာကမြင့်မောင်နှံတစ္ဆာထားတဲ့အရက်အဲ့ဒီမှာကနေဟာလဲမျက်ဖြူလန်လို့အဲ့ဒီမှာကတချို့မြစ်တွေဟာလဲအနားယူလို့ပေါ့အဲ့ဒီမှာကတောင်ကူးနဲ့တိမ်တွေနေကမ်းမရကမ်းအနေထိုင်တွေကလည်းရှိအဲ့ဒီမှာကလေဟာပြင်တောင်တန်းနဲ့မြူတွေလူလိုသူ့လိုအနေထိုင်တွေကလည်းရှိအဲ့ဒီမှာကအောင်မြင်စွာဆုတ်ခွာခြင်းနဲ့ကဘာကျော်ခဲ့အခုတော့မုတ်ဆွမ်းမာလီဘဝရောက်ရသူကဘာကျော်လီတို့လမ်းမှာလည်းရှိအဲ့ဒီမှာကဘာမြေရင်ဘတ်ထဲကအသေးနှလုံးဟာအစိမ်းရောင်အသွေးသားရှိသခင်ရှားတဲ့ယရနာတွေဘာတွေဖြစ်အဲ့ဒီယရနာတွေကပြိုပေါ်ဝင်ကြအပြိုသွေးကြွကြရည်စားတနာထားကြကဘာနဲ့လူသားနဲ့ပေါ့ပြီးလင်ယူကြတားမွေးကြငွေတွေတွင်းဝင်ဖြောင်းသလိုရှော့ကနေကြောင်တွေပေါ်ပါသလိုပေါ်ပါကြစင်တွေလိုခွန်အားပလပြေဝကြတာလဲရှိတဲ့ပေါ့အဲ့ဒီမှာလောကဒန်တရားကလည်းချက်ကုတ်ပစိုးရက်နေတမှုယထာကအဲ့ဒီကိုချစ်တယ်ပေါ့ယထာကအဲ့ဒီကိုဆွဲလန်းတယ်ပေါ့ယထာကအဲ့ဒီမှာပျော်တယ်ပေါ့ယထာရင်ကောင်းတယ်ဘလို့ရာသီဥတုရောက်နေသလဲလူတွေမသိကြရှိဘူးယထာအပေါ်ဘူကြဆိုးမိုးပြီးကိုလိုရာခီးရောက်ဖို့ပဲစိတ်တွေစောနေကြယထာလာခဲ့ပြီလေယထာပေါ်မှာဘုံတန်တွေတဲ့ကြွန်ကြခဲ့သူလူငယ်တယောက်လဲပါရှိအဲ့ဒီလူငယ်ကဖျားယောင်းခဲ့လို့မှုဆရာဝန်ဘဝမေးခဲ့ရသူကောင်ပါလေးတယောက်လဲပါရှိယထာတွေတွဲလုံးငောင်ငန်းသူလဲပါရှိနွားပွဲပြန်အယမှုတော်တာစကားတစ်ဖောက်ဖောင်းလဲပါရှိမြို့တစ်မြို့လုံးဝယ်ချမ်းစားတော့ခဲ့သူလဲပါရှိဆယ်ဘဝပြောင်းလဲတစ္ဆာမရနိုင်သူလဲပါရှိအယမတောက်လိုက်ရတဲ့မြို့တစ်မြို့လဲပါရှိငွေကိုရေချိုးချကမှယောဂပျောက်တယ်ရလို့ပြောပြီးအမှန်တကယ်နလန်ထလာသူလဲပါရှိကားလည်းမရှိအိမ်လည်းမရှိအင်ကြီးလည်းမရှိသူလဲပါရှိမကောင်းမပြောခြင်းပေမဲ့ပြောလိုက်မိပါရဲ့သုံးလင်ပြောင်းတဲ့မိမလဲပါရှိသုံးချောင်းပြောင်းတဲ့ယဟန်လဲပါရှိတဲ့ပေါ့ဘယ်တော့ဝင်ဘယ်တောင်တက်တဲ့အယောင်မပြောင်းမှုဆိုတဲ့ကင်းလေလျှော်လဲပါရှိကိုကျိုးစွန့်သူစင်ရဲသားလေးလဲပါရှိဒေတာထွက်ရာသီစာတွေလဲပါရှိကဘာသုံးဘာသာစကားပြောတတ်ရုံနဲ့အမှုပညာရပြီလို့ဘဝင်မြောက်နေသူလဲပါရှိကျေးစားဘဝမှာနူဝဲနေသူနဲ့သူ့ရဲ့ကိုယ်နံလဲပါရှိမုတ်ဆိုးချုံကမယားနဲ့ကွဲနေသူလဲပါရှိနှခိုးပိန်းစားနဲ့ဖျားတကလည်းပါရှိခဲ့တယ်ပေါ့ယထာလာခဲ့ပြီရင်းနစ်နေတဲ့ကြောက်ခဲရဲ့တသွင်မျက်ရည်လဲပါရှိကြောင်ကြိုက်ပြုတ်ကြတဲ့ချောတိုင်တက်သမားလဲပါရှိယထာဟာကုံတယ်လီမှန်တွေကိုလဲတည်ဆောင်လာခဲ့ရယထာဟာရွှေဘိုမြင်းပေါက်စတွေကိုလည်းတည်ဆောင်လာခဲ့ရယထာဟာကြက်ချင်းတွေကကြက်တွေကိုလည်းတည်ဆောင်လာခဲ့ရယထာဟာတဲကန်နာရအသွင်ပြောင်းနေထိုင်တဲ့ပင်လယ်ကိုလည်းတည်ဆောင်လာခဲ့ရယထာဟာမြို့အရက်တောအရက်တွေကိုအားပေးတောက်သုံးခဲ့ရတည်ဆောင်လာခဲ့ရယထာဟာညအနေထိုင်တဲ့နေ့တွေကိုတည်ဆောင်လာခဲ့ရယထာဟာသူဖြတ်ကျော်နင်းမိသမျှတရားတွေကိုလည်းသူပြန်တင်ဆောင်လာခဲ့ရယထာဟာသူကြည့်မိသမျှရှုမြော်ကင်းတွေအဲ့ဒီရှုမြော်ကင်းတွေရဲ့ကိုယ်ကိုသွေးတွေကိုပါသူပြန်တင်ဆောင်ခဲ့ရယထာဟာသူကောင်းဘော်ကကိလေသာတိမ်တိုက်တွေကိုလည်းတင်ဆောင်လာခဲ့ရယထာဟာသူ့အောက်ကတိမ်ငယ်စိတ်မွေးတဲ့ချောင်းပေါက်စတွေကိုလည်းတင်ဆောင်လာခဲ့ရယထာဟာသူဘေးဝဲရာကလောကပါလာတောင်တန်းတွေကိုလည်းတင်ဆောင်လာခဲ့ရယထာဟာလောကီကျောင်းသမားဆိုတော့မိုင်းမနှင်းမိအောင်လဲ
ခမရမှာတတိကထားရသေးသဘောဒါပေမဲ့ယထာလာခဲ့ပါတယ်ဒီလိုနဲ့ယထာဟာရုပ်ရည်တနာကမမြို့တွေဂျိုင်းရွှေစော်နန်းနဲ့အိုးအိမ်တိုက်တာတွေအတန်ကောင်းတဲ့တောအုပ်တွေအမြဲစိမ်းတောနဲ့ရွက်ကြွေတောကိုလက်နှီးနှောကြဒေသတွေဖားတို့ရဲ့ဩဂတ်စထရာလယ်ကွင်းတွေတစ်ခုတ်သမားလက်ဆွမ်းပြတောပြောင်ပြောင်တွေပေါင်မှုံမိခင်ထားသလိုမြို့တွေမုံလေဝေလိုရွာတွေယထာဟာဗန်စီးတယောက်ငွေတွေရေတွက်သလိုတစ်မျိုးပြီးတစ်မျိုးရေတွက်တစ်ခုပြီးတစ်ခုရေတွက်တထောင်ပြီးတထောင်ရေတွက်အားလုံးကိုရေတွက်ယထာခီးဆက်ခဲ့တယ်ပေါ့ဒီလိုနဲ့ယထာဟာနဘာဆိုတဲ့အနဘာပေါက်ကလေးတစ်ပေါက်မှာမျက်နှာတစ်ပြီးတဲ့နောက်ရှေ့ခီးဆက်မယ်လို့ရေထိတဲ့ကြောင်အမွှေးခါသလိုသူ့ကိုယ်သူလှုပ်ခါလိုက်ချိန်မှာအနှစ်30လုံးလုံးပျောက်ဆုံးနေတဲ့မြို့တစ်မြို့ဘီလိန်စယထာပေါ်ဖြက်ခနဲ့ခုံတက်လိုက်ပါယထာပေါ်ယထာပါလာခဲ့တာကိုပဲတရားပေါ်ယထာတင်ခဲ့ရတာကိုပဲယထာစိတ်ပြက်ခဲ့တယ်ယထာလာခဲ့ပြီ1990ဆရာမောင်ချောနယ်ယထာကဗျာဖြစ်ပါတယ်